ဒီနေ့ကခရစ်စမတ်နေ့ရဖြစ်ပါတယ်ခရစ်စမတ်အပြီးမှာကျွန်တော်တို့ဆီယမနဲ့ကော်ဖီတော့တောက်ကြတာဖြစ်ပါတယ်ကျွန်တော်တောင်းမဲ့ကော်ဖီဆိုင်ရောက်ပါပြီဆိုင်နာမီလီယာရော under the tree လို့ခေါ်ပါတယ်အရန်တောင်းလို့ကောင်းပါတယ်ဒါလေးကတော့ Christmas နေ့မို့လို့တင်နေလက်ဆောင်ပေးပါတယ်ကော်ဖီရောက်ပြီးဆွဲမယ်ကျွန်တော်ဆီယမရော Americano ကျွန်တော်ရော cappuccino ဖြစ်ပါတယ်